မင်္ဂလာပါဒီနေ့ကတော့စတော်ရဲ့မကုံးလေးကိုအခုလိုမျိုးလေးတေးတေးတက်တက်နဲ့တက်လာပပလေးပေါ့နော်ဖြစ်အောင်လို့ဘယ်လိုမျိုးပုံချလေးဆိုတာကိုလုပ်ပြပေးတော့မှာဖြစ်ပါတယ်အားကြောင့်ကြည့်ပြပါဦးရှင် wash လုပ်မယ်ဆိုရင်လိုအပ်တာတော့ဒီ wash ကပြီးလို့ရှိရင်စက်ကူလေးတွေရယ်တော့လောက်ရစင်ပြောင်းတစ်လောက်ရွယ်စားလေးညှက်ထားရပါတော့တော့ဆောက်ရွက်အကြီးပဲအဲ့ဒါကိုညှက်ထားတာပါပြီးတော့ပေါင်းတာပါပေါင်းတာလိုပဲပါတယ်အဲ့ဒီလိုမျိုးဆိုရင်ပေါင်းတာနဲ့လည်းဖြုတ်ထည့်ပြီးတော့ညကုံးလေးကိုနည်းနည်းတုံးလိုက်ပါဒီနားလေးကိုပေါ့နော်ဝါစလုံးမှာဖြစ်ပါတယ်အများကြီးရောမဟုတ်နည်းနည်းလေးလုံးမှာဆိုတော့တက်သေးလေးဆိုလည်းစတော့မျက်နှာနေရညကုံးတက်သေးလေးဆိုလည်းစတော့မျက်နှာနေမလိုက်ဘူးပေါ့နော်အားကြောင့်မို့နည်းနည်းလေးပဲလုံးမှာပါအောက်ပိုင်းတိတ်ရုံလေးပေါ့နော်နည်းနည်းလေးပေါ့နော်ဆူလိုက်ပြီးတော့လုံးချင်တဲ့နေရာမျိုးပေါ့နော်ဒီဝါစလေးကိုတင်လိုက်ပါမယ်ဘာလို့ကိုယ်လည်းလိုက်ပါကိုယ်မရတော့ဆိုလို့ရှိရင်စားရလေးနဲ့ကတ်လိုက်ပါတိတ်ချပြပြီးတော့ကတ်ပြီးပါကိုယ်မျိုးလေးပြီးလို့ရှိရင်တရားနေပြီးတော့စက်ကနေဆွဲခွာမယ်ဒီလိုမျိုးလေးပေါ့နော်ခွာရမယ်နော်ဒီမှာအများကြီးပဲညရအောင်ဒီဥကြံနေရယူအကုန်မပြောင်းသေးဆိုလို့ရှိရင်ကြံနေရရေးနေနေပြန်ခင်းလိုက်ပါတော့တော့ခင်းလိုက်ပြီးလို့ရှိရင်ကြံနေမွေးလေးတက်ပြီးတော့အလိုမျိုးပဲထပ်လုပ်လိုက်ပါမယ်မျိုးရေးဆိုပြီးတော့တော့ဘာမှမဟုတ်ပြီးဒီဘက်ကြောင်းလည်းထပ်လုပ်ပါတော့ဒီဘက်ကခဏအကြောက်ခံထားလိုက်ခုနလိုမျိုးပဲဒီလေးလိုစားရလေးနဲ့ဒီဘက်မှာလည်းကတ်လိုက်ပါအဲ့ဒါကလည်းဆွဲခွာလိုက်ပါထွက်လာအများကြီးပါပေါင်လာလေးထပ်လုပ်မယ်ပေါ့နော်ဒီဘက်ကနည်းနည်းကြံနေရလေးထပ်ပြီးတော့တင်းချင်းတင်းနေကြထပ်ပြီးတော့ခုနလိုမျိုးပဲနည်းနည်းကြံအောင်ထပ်လုပ်လိုက်ပါမယ်ခုလိုကျန်တဲ့ shape ပေါ့လုပ်ပါမယ်ဒီမှာတခြားလေးပြီးဆွဲခွာလိုက်ပါမယ်နည်းနည်းမွေးထပ်ပါပိုင်းစကုံးလေးကိုတော့တော်တော်လေးကိုလာပါရောနော်ပုံကြပါကြီးတခြားတက်ရှင်းလုပ်ပါမယ်ဒီတော့ပါကျင်လည်းပါလို့ရမှာနော်တော်ပြီတယ်တက်တော့ပဲဘလိုကျန်တဲ့မွေးလေးချင်းနဲ့သာကနာလေးနဲ့နည်းနည်းတချောင်းလိုက်ဖို့ဖေးလိုက်ပြီးတော့နှုတ်လိုက်ပြီးတော့နော်ရပြီတော့ဆိုရင်နောက်ဆိုတော်တော်လေးကိုလာသွားပြီရအောင်ဒီဘက်တစ်ဖက်ကိုလည်းနည်းနည်းကြံနေရလေးကိုတင်လိုက်ပါမယ်ကွာစင်ခုလိုမျိုးဝါဆော့ပြသွားလို့ရှိရင်တိတိကျကျပြန်ပြီးတော့ဒီညကောင်ကအသားရည်တွေပေါ့နော်တိကျပြန်ပြီးယူဆိုင်ဖို့လိုပါတယ်ဒီတူနာနဲ့ပေါ့နော်ကိုမကြီးတူနာနဲ့တန်ရှင်းလုပ်လိုက်ပေါ့နော်တူနာနဲ့ထည့်ပြီးတော့ကုန်းနဲ့တူနာနဲ့ထည့်ပြီးတော့တန်ရှင်းဒီမှာလေးတန်ရှင်းလုပ်လိုက်ပါရမ်းနိုင်နေစီလုံးတော့တိတ်ထားပါနော်ချွေးပေါက်လေးကြားရမှာလို့ပေါ့နော်ချွေးပေါက်ပြီးတော့တော့6ခဏဆောင်ပါတူနာ6ပြသွားလို့ရှိရင်တော့ဘာလို့လဲဆိုတော့ပစင်းလေးယူပါတယ်ပစင်းလေးကိုလေးခွဲထည့်တာပေါ့နော်ညကောင်မတုံးလို့ရအောင်အဲ့ဒါကိုနည်းနည်းလေးယူပြီးတော့ဆိုဒီအောက်ကလေးမှာလုပ်လိုက်ပါပေါ့နော်အဲ့ဒါကိုရေးနေခဏလောက်နေတတ်ပါပါတယ်အများကြီးမလို့ပါအများကြီးချွေးပေါက်ပြီးပြီးတော့ဝါချန်လေးထွက်တယ်ပေါ့နော်ပုံသွင်းလိုက်ပါခုဆိုရင်တော့ရန်လာပါပြီးတိတ်တက်တဲ့ညကုံးလေးတစုံကိုပိုင်ဆိုင်နိုင်ပါပြီစတော့ရဲ့ဗီဒီယိုလေးကတော့မင်းတို့များနေပါတယ်ဒီနေ့ဒီလောက်ပါပဲရှင်တာ